အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့စိုက်ကယ်စီးပြီးတော့ဥလိုက်လောက်ကျဲကိုသွားလိုက်မှာဖြစ်ပါတယ်ကဲလောက်ကျဲကိုရောက်ပါပြီရင်းဒီဆိုင်ကကြက်သားခင်နဲ့ဝက်ဥချောင်းမှာထားပါတယ်ကြီးတော့ထွန်းကြက်သားခင်ရပါပြီกินထားတာလေးကအရသာအရင်ရှိပါတယ်နောက်တစ်ခုကဂျူးတော့ရှမ်းချံဝက်ဥချောင်းဖြစ်ပါတယ်ဆိုင်ကပေးထားတဲ့ sauce နဲ့တုပ်ပြီးတော့စားလုံးဝ share ပါပဲရှင်ကဲနောက်ထပ်စားမှာကတော့ရိုး鱼跟面ဒီကြီးငါးကော်ရီခောက်ဆွဲဖြစ်ပါတယ်辣椒ငရုတ်သီးကတော့မပါဘူးဖြစ်ပါတော့ထည့်ပေးထားတဲ့ squid ကလည်းအကြီးကြီးဒီပူပူနွေ့နွေ့ခောက်ဆွဲကအခုရာသီဥတုနဲ့ဆိုရင်တော့လုံးဝကွက်တီပဲနောက်ထပ်စားမှာကရိုးဖန်ထိုင်ဝမ်စီထမင်းဖြစ်ပါတယ်စားတာဘိုက်တင်းသွားပြီဆိုတော့လောက်ချင်းမှာရောင်းတဲ့ဆိုင်လေးကိုလိုက်ပတ်ကြည့်ပါမယ်ဒီဆိုင်မှာကတိုင်းရင်းသားပစ္စည်းတွေရောင်းပါတယ်ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်လည်း like and share လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye